게 디마소이노 문화와 정보마 한국의 고리아의 대중교통 대보성이 드니야빈 저러 이해니버너 남만 아냐 대중소라가로 아냐동은 것이냐 public 표현하바노 고리아의 아냐도 대보성 이해로래 변로야들로 고리아의 아냐도 이해로래 변로야에 네네리 세로 사달란 비달란에 또 하면서 대보성 이해보노 대유보성 이해 အဲ့တော့ဒီမှာကတော့ကျွန်တော်တို့ယင်တွေပဲသုံးလိုက်ပါမယ်เนาะကိုရီးယားရဲ့အများဆုံးယင်အဲ့တော့ public အဲ့တော့ transportation ကိုရီးယားပေါ့เนาะဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွားကြည့်ပါမယ်ကဲဒီမှာပါတဲ့စာလေးတွေကိုဆရာတစ်ခုချင်းအောက်ကိုသွားမယ်ပြီးဆိုရင်ဆက်ပြီးတော့ရှင်းပြပြီးတော့ပါမယ်เนาะနည်းနည်းလေးကြည့်လိုက်အောင်မယ်ကျွန်တော်တို့ရှင်းရှင်းလင်းလင်းကြည့်လို့ရမယ်အနေထားလေးပေါ့ Okay ဒါဆိုရင်ရပါပြီ 한국은 고리아가로 대중교통이 잘 발달되어 있는 나라입니다. 고리아가로 대중교통, 아미아동인이가 잘 발달되어 있는 나라입니다. 아양 오픈교도된 예능에 제발해서 아미아동인이 건강을 비비서 시발해 대중교통을 이용하여 아미아동인이고의 동뷰비로 가까운 아니나마 시의 곳 내야리 뿐만 아니라 တွင်မကဘူးနေရာတွေပဲမကဘူး먼 곳으로도အဝေးတွေကိုလည်းပဲ 편리하게 이동할 수 있습니다. အဲ့တော့အဆင်ပြေပြေနဲ့အဲ့တော့သွားလို့ရပါတယ်ရှင်းပြတဲ့အခါမှာတော့တိတ်နားလည်ရှင်မှာနားလည်မှာနော်တစ်လုံးရှင်းသွားတာမလို့ခြုံငုံပြီးပြန်ရှင်းပြပေးပါမယ်ကိုရီးယားကတော့အများဆုံးယင်တွေအရန်ကိုကောင်းကောင်းမွန်တည်ရှိတဲ့နိုင်ငံဖြစ်ပါတယ်အများဆုံးယင်တွေကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့အနီးနားမှာရှိတဲ့နေရာတွေတော့မဟုတ်ဘူးအဝေးတွေထိတောင်မှအဲ့တော့တက်တော့အဆင်ပြေပြေနဲ့သွားလာလို့ရပါတယ်ဆိုတော့ရှင်းပြတာဖြစ်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့သွားကြည့်လိုက်ကြရအောင်အဲ့တော့도시간 이동에 가장 널리 이용되는 교통 수단은 도시간ဆိုတာတစ်မျိုးနဲ့တစ်မျိုးကြားလို့ပြန်လို့ရတာပေါ့နော်도시간တစ်မျိုးနဲ့တစ်မျိုးကြားမှာ이동에သွားလာခြင်းအဲ့တော့လှုပ်ရှားရွေ့လျားတယ်လို့တော့သွားလာတယ်ပြောမယ်နော်이동ကတော့သွားလာတယ်ပြောမယ်နော် 도시간 이동에တစ်မျိုးနဲ့တစ်မျိုးကြားကိုသွားလာခြင်းမှာ 가장 널리 이용되는 အဲ့တော့အများဆုံးအသုံးပြုသော 교통수단은 အဲ့တော့ယင်တွေကတော့ 고속버스입니다. အဝေးပြေး bus ကားပဲဖြစ်ပါတယ်အဲ့တော့တစ်မျိုးနဲ့တစ်မျိုးကြားဖြစ်တဲ့အတွက်ကြောင့်ဝေးရပြီเนาะအဲ့တော့ဝေးရတဲ့အတွက်ကြောင့်ကျွန်တော်တို့အဝေးပြေး bus ကားတွေကိုအသုံးပြုရရန်ကုန်နဲ့မန္တလေးတို့เนาะတောင်ကြီးနဲ့ရန်ကုန်ဒါမျိုးပေါ့เนาะ 서울이나 부산 등의 대도시와 중소도시를 서울, 소돔호, 부산 등의 아사시라들의 대도시와 대도시도라로 대소라 아지고 벼라 묘지리 내 묘지지리 내 중소도시를 묘대 전소라 래 소소라 아대 묘대 묘래 묘리고 연결하는 책사타던 노선들이 많이 있으며 라인이가 아미아이 11호 아미아이 10 내내리 뭐 너 주요 돌아가러 저로 어디가 너 어디가 주요 노선들은 어디가 이 라인이 맞으로시 어디가 라인이 가러 심야 시간에도 바로 닌네 아시마 레벨 운행됩니다. 바로 저로를 도와라자 말이에요. 너 이 묘리마 이게 묘지인의 책사타의 라인이 소위 냐리만에 도와래. 그럼 비밀로 신자밤에 도시간 이동에 대묘의 도와라시에 가장 널리 이용되는 교통 수단은 아미아동 동뷰의 징하로 고속버스 웨비버스카에 제발에 소로로 부산로로 묘지리 내 전소도시를 묘래 묘대리고 연결하는 책사타의 라인이가로 아미아이 11호 주요 노선들은 띠까 맹자의 라인이 마서로시노 냐바이 ཉெ네 아시마 레벨 심야 시간에도 운행됩니다. 바로 도와자바래 레바자바래 이렇게 그럼 마음에 보노 에 ཉெ네 시간이 말에 에 사리고 돈 줄이야 돼. 그럼 가까운 도시 간에 아니나 묘리의 짧은 거리를တစ်မျိုးနဲ့တစ်မျိုးနီးနေတဲ့ အနီးနားမှာရှိနေတဲ့မြို့တွေရဲ့
가까운 도시 간에 아니나마 깨예신이래 묘리에 짧은 거리를 이동할 때는 그래서 모이래 너 비돌이고 도안에 가마 가로 그래서 때문에 away solution 군에 이동한 고속버스고 오이비버스가고 동계래 때문에 묘로 샤비에 아니나 깨예신이래 묘리고 이동할 때는 도안에 가마 가로 시외 버스를 묘빈 버스가고 이용하면 됩니다. 어떤 의미에서 야와래. 그래서 제가 묘게래 시마로 하보노. 그래서 시외 버스 디 제로 디 땅지네အောင်မန်းကိုကတ်နေတဲ့မြို့နီးလေးတွေဆိုရင်မြို့ပြင်ဘတ်စကားကိုသုံးပြီးတော့မြို့တော်မြို့ရန်ကုန်နဲ့တောင်ကြီးတို့လိုရန်ကုန်နဲ့မန္တလေးတို့လိုဝေးနေတဲ့မြို့တွေဆိုလို့ရှိရင်တော့ကိုစုပေါ့စ်ကိုအသုံးပြုပါတယ်တဲ့။အဲဒီမှာဆိုရင်လည်းပဲအနည်းငယ်ကလေးရှိတဲ့မြို့တွေကိုတွားတယ်နော်အနည်းငယ်မှာကလေးရှိနေတဲ့အကွာဝေးတူတူလေးရှိတဲ့မြို့တွေကိုတွားလာတဲ့အခါမှာဆိုလို့ရှိရင်မြို့ပြင်ဘတ်စကားကိုအသုံးပြုရပါတယ်။그리고ပြီးတော့도시내에서는 묘르의အတွင်းထဲမှာကတော့ 시내 버스를 묘르 버스가고 이용하면 더묘에서의 도시 곳곳을 묘 내야 안나고 안나비하고 쉽게 갈 수 있습니다. 럴레 구군에 도와줘야 바래. 게 되고 뢰바래 너. 양이 비벼봐매. 때문에 묘자 너 때문에 묘자. 우마 양고노로 만들로 과 위에 때문에 묘자 너. အရန်ဝေးတဲ့နော်မြို့တွေကိုပေါ့နော်ပြန်ပြောပါမယ်တစ်မြို့နဲ့တစ်မြို့ကြားဝေးတဲ့မြို့တွေကိုသွားတဲ့အခါမှာအများဆုံးအသုံးပြုတဲ့ယာဉ်ကတော့ဝေးပြေးဘတ်စကားဖြစ်တယ်ပြန်ပြောမယ်တစ်မြို့နဲ့တစ်မြို့ဝေးတဲ့မြို့တွေကိုသွားတဲ့အခါမှာအများဆုံးအသုံးပြုတာကတော့ဝေးပြေးဘတ်စကားဖြစ်တယ်စိုးတို့လိုဘူဆန်တို့လိုမြို့ကြီးတွေနော်ပြီးလို့ရှိရင်မြို့လက်မြို့သေးတွေကိုရှိတ်ဆက်ထားတဲ့ line တွေဆိုရင်အများကြီးရှိပြီးတော့ main ကြတဲ့ line တွေဆိုရင်ညအချိန်ကြီးတောင်မှမောင်းနေကြတယ်သွားလာနေကြတယ်အနီးနားမှာရှိတဲ့မြို့တော်မြို့တစ်ခုဆိုပေမဲ့ကက်လျက်ရှိတဲ့အကွာဝေးသိမ့်မဝေးတဲ့မြို့တွေကိုသွားတဲ့အခါမှာဆိုရင်မြို့ပြင်ဘတ်စကားကိုအသုံးပြုမယ်ဆိုရင်ရတယ်ပြီးတော့မြို့အတွင်းမှာဆိုရင်တော့မြို့တွင်းဘတ်စကားကိုအသုံးပြုမယ်ဆိုရင်မြို့တွင်းရဲ့နေရာအနှံ့အပြားကိုလွယ်ကူကူသွားလာလို့ရပါမယ်အဲ့တော့ဆရာအောက်သွားပေးပါမယ်နော်ဒါမှသာဆင်လိုက်ပြအောင်လုပ်ပါနော်ကျူယိုအဓိကကြတဲ့ဒေတိုရှီယနွန်မြို့ကြီးတွေမှာကတော့အဓိကကြတဲ့မြို့ကြီးတွေမှာကတော့ဂီချာယောဂီအီဆောရထားဘူတာတွေရှိလို့철도를 이용한 도시간 이동도 가능합니다. 철도를 이용한 소라로 그냥 여타랑고 어떤뷰도 소로 여타랑고 어떤뷰도 한번 넣네 너 바로 뭐래 소로시 여타편 도라도로 피하네 너 주요 대도시에는 어디가자래 묘지리 마가로 기차역이 있어서의 아두가 있어서 서울표현하라 너 어디가자래 묘지리 마소에 여타 부라리 시대 그죠 철도를 이용한 알아 디마는 철도를 이용한 고 여타고 어동규비로 또뭐 여타핀 도시간 이동도 때문에 자래고 또알아신레베 가능합니다. 생기바래. 연지야오 너 연지매 주요 도시에는 어디가자래 묘지리 마가로 기차역이 있어서 여타 부다리 시에 되죠. 철도를 이용한 여타고 어동뷰도 그니야비 여타고 어동뷰비အဲ့တော့ကျွန်တော်ယထာဖြင့်လို့ပဲပြန်လိုက်မယ်နော်ယထာလည်းအသုံးပြုပြီးဆိုတော့ယထာဖြင့်ဒိုရှိကန်ဤတုံးတို့တစ်မျိုးနဲ့တစ်မျိုးသွားလာရှင်းကလည်းပဲ가능합니다. 오케이ပါတယ်ရပါတယ်တဲ့열차에는 여타리마ဆိုရင်တော့ဘာတွေရှိမလဲဆိုရင် KTX ဆိုတဲ့ယထာရှိမယ် XRT ဆိုတဲ့ယထာရှိမယ် KTX SRT 와 같은 KTX도 SRT로 고속 열차와 레노미 여타 네 레노미 여타ဆိုတာဒီဇယ်ယထာကိုပြောတာပါ KTX도 SRT도
지사야타리 네 세마울호 무궁화호 세마울 라인 무궁화 라인 등과 같은 아사시다리 로묘 일반 여차가 있습니다. 다만 야타리 시바리. အဲ့တော့အဓိကကျတဲ့မြို့တွေမှာဆိုရင်ယထာဘူတာတွေကရှိတဲ့အတွက်ကြောင့်အဲ့ယထာတွေကိုအသုံးပြုပြီးတော့တစ်မျိုးနဲ့တစ်မျိုးသွားလာတာ okay ပါတယ်ယထာမှာဆိုရင်ဆရာတို့တွေနှစ်မျိုးရှိမယ်ကြီးစံယထာနဲ့ရိုးရိုးယထာကြီးစံယထာမှာဆိုရင် KTX နဲ့ SRT ရှိပြီးတော့ရိုးရိုးယထာတွေမှာဆိုရင် line ကတော့ဆဲမာဦး line နဲ့မူကုန်းဟာ line ဆိုပြီးတော့ရှိပါတယ်고속열차는 어웨이비 버스가 대가로 요금이 좀 비싸지만 포가가 내내리 세지비매 빠르고 편리합니다. 미안비로 아양고 아셈비레 서울에서부터 소묘간이 start비로 한국의 코리아의 최남단 최소라가 서울소래 봉산 이거는 남소라 다운 단소라 최남 단소라 다운배 아짜zo 도시인 코리아နိုင်ငံရဲ့ တောင်ဘက်အကျဆုံးမြို့ဖြစ်တဲ့ဘူဆန်အထိတောင်မှအဲ့တော့ဒီအမြတ်ထားကိုအသုံးပြုမယ်ဆိုရင် 2시간 반쯤 걸립니다. 2နာရီခွဲခန့်လောက်ပဲကြာမြင့်ပါတယ်. 고속버스나 어웨이비 버스가 또뭐 기차, 여타, 뭐더면은 어웨이비 오케이, 또 lại bảo mẹ. Khi mà bà biết ra lên solution, 어웨이비 여타 또뭐 sorry, 어웨이비 버스가 또뭐 기차, 여타 등의 아사시다리의တော့ဘာလဲဆိုရင်အစရှိတာတွေရဲ့장거리 장ဆိုတာကရှည်တာเนาะခေါ်ဒီဆိုတာအကာအဝေးရှည်တဲ့အခါအကွာအဝေးဆိုတော့ခရီးဝေးအရှင်းမှာဆိုရင်အဝေးပြေးဘတ်စကားတော့မဟုတ်ဒီယထာအစရှိတဲ့ဂျန်ဂေါ်ဒီအဲ့တော့ဒီခရီးဝေးဂျန်ဆိုတာဆရာတို့တွေရှည်တယ်ဆိုတဲ့အဓိပ္ပာယ်เนาะဂျန်စုဆိုရင်အသက်ရှည်တာเนาะအဲ့တော့장기적으로ဆိုလို့ရှိရင်ဆရာတို့ကပြောမလဲဆိုရင်အရှိကိုကြည့်တာမျိုးပေါ့နော်ဆိုတော့ယာယီအနေဖြင့်မဟုတ်ဘူးနော်ခဏလေးစဉ်းစားတာမဟုတ်ဘူးအရှိကိုကြည့်ပြီးတော့စဉ်းစားရမယ်အဲ့တဲ့အခါမှာအမျိုးပေါ့ဂျန်ဆိုတာကရှည်တာခေါ်ဒီဆိုတာအကွာဝေးအဲ့တော့ရှည်တဲ့အကွာဝေးဆိုတာခီးဝေးပေါ့နော်ခီးဝေး대중교통을 이용할 때는ခီးဝေးတွေတွားတဲ့ဥပမာဆိုရင်အဝေးပြေးဘတ်စကားတို့လိုနော်ဒီယထာတို့လိုအစရှိတဲ့ခီးဝေးတွေကိုတွားတဲ့အများသုံးရင်ကို대중교통ကို이용할 때는အသုံးပြုတဲ့အခါမှာကတော့ international internet တို့မဟုတ် mobile app 통해 mobile application တွေမှာတစ်ဆင့်ဖြိုရူ예매하는 것이 좋습니다. လက်မှတ်တွေကိုကြိုတင်ဝယ်ယူတာကောင်းပါတယ်အဲ့တော့ခီးဝေးတွေတွားမယ်ဆိုရင်တော့လက်မှတ်တွေကိုကြိုတင်ဝယ်ယူတာကောင်းပါတယ်ရှိသေးတယ်နော်အောက်မှာအဲ့တော့ဒါတွေဆက်ပြီးတော့တွားကြည့်ပါမယ်서울, 부산, 대구, 대전, 광주 ဒါတဲ့မြို့ကြီးတွေနော်ကိုရီးယားရဲ့ 서울 မြို့တွေ 부산 မြို့တွေ 대구 မြို့တွေ 대전 မြို့တွေ 광주 မြို့တွေ 등과 같은 로묘 대도시에는 묘지리 마가로 지하철이 있습니다. 미야게타리 시바레 지하철을 이용하면 미야게타고 동뷰메소인 도시 안에서는 묘를 마가로 안달에အတွင်း내ဆိုတာလဲအတွင်းအထဲအနဲ့နေနေတူပဲเนาะမြို့တွင်းမှာကတော့빨리 이동할 수 있습니다. မြန်မြန်တနေရာနဲ့တနေရာသွားလာနိုင်ပါတယ်အဲ့တော့이동하다디ဆိုတော့သွားလာလှုပ်ရှားသည်ပေါ့နော်ထပ်သွားမယ်택시는 24시간 이용할 수 있는 24시간을လည်းသုံးလို့ရတယ် 24시간을လည်းသုံးလို့ရတယ်เนาะ택시ကတော့24시간 24နာရီ 이용할 수 있는 အသုံးပြုလို့ရသော 편리한 교통수단입니다. အဆင်ပြေတဲ့ယာဉ်တစ်ခုပဲဖြစ်ပါတယ် 택시ဆိုတာ24နာရီလုံးလုံးအသုံးပြုလို့ရတဲ့အဆင်ပြေတဲ့ယာဉ်ဖြစ်ပါတယ်. 손을 들어 지나가는 빈 택시를
လက်မြောက်ပြီးတော့ခြေနားကတော့ဘေးကနေဖြတ်သွားတဲ့ bin taxi အလွတ်ကို bin ဆိုတာလွတ်နေတာဗလာဖြစ်နေတာဗလာဖြစ်နေတဲ့အစား bin လို့ခေါ်တယ်။ taxi အလွတ်ကို 잡을 수도 있지만 တားလို့ရပါမယ်။ 잡다ဖမ်းသည်တားသည်စုပ်ကိုင်သည်ဖမ်းလို့လဲ 잡다တားတာကိုလဲ 잡다စုပ်ကိုင်တာကိုလဲ 잡다 택시로 잡다 ဆို taxi တားသည်လက်မြောက်ပြီးတော့လက်လေးမြောက်လိုက်ပြီးတော့ကိုဘေးကဖြတ်သွားတဲ့ taxi တွေကိုလဲ taxi တားနိုင်ပေမဲ့ဒါပေမဲ့ mobile application ကိုအသုံးပြုမယ်ဆိုရင် mobile app ထုံးရဲ့ ulul ထုံးရဲ့ဆိုတာမှတ်တဆင့်အဲ့တော့ mobile application မှတ်တဆင့်편리하게လွယ်ကူကူတတောင်တတာ 택시를 taxi고 부를 수도 있습니다. ခေါ်လို့ရပါတယ်ခင်ဗျာသူများကမေးပြီး 한국에 어떻게 왔어요? 코리아고 ဘယ်လိုမျိုးလာခဲ့တယ်လဲဒါဆိုရင်ကျောင်းသားတို့ဒီကျွန်တော်တို့က 고용 허가제를 통해 EBM မှာတစ်ဆင့်မှတစ်ဆင့်ဆိုတာသုံးပါတယ်နော်ကေချမ်းဆောင်ကိုဘယ်လိုသိပြီးလာခဲ့ရလဲ 친구를 통해 တကယ်ချင်းမှတစ်ဆင့် Facebook을 통해 Facebook မှာတစ်ဆင့် TikTok을 통해 TikTok မှာတစ်ဆင့်အခုသုံးလို့ရပါတယ်နော်taxi က24နာရီအသုံးပြုလို့ရတဲ့အဆင်ပြေတဲ့ရင်ပဲဖြစ်ပါတယ်လက်မြောက်ပြီးတော့တားလို့ဖြတ်သွားတဲ့လက်လေးမြောက်ပြီးတော့နော်ကိုယ့်ရဲ့ဘေးကဖြတ်သွားတဲ့ taxi ကိုလက်လေးမြောက်ပြီးတော့လဲတားလို့ရပြီမဲ့လဲပဲ mobile application မှာလဲလွယ်ကူကူနဲ့ဘာတားမနေနဲ့နော် mobile application ကနေနှိပ်ပြီးတော့လည်းပဲဒီ taxi တွေကိုခေါ်လို့ရတယ်ဆရာဒီခေါက်ကိုရီးယားသွားခဲ့တဲ့အခါမှာ taxi ခေါ်တာလေးကဆရာစမ်းခေါ်ကြည့်တယ်ပေါ့နော်ဒါဘယ်လိုလေးခေါ်လဲဆိုရင် application တွေ download ထားတယ်ပြီးပြီဆိုရင်ကိုသွားရှင်တဲ့နေရာကိုရိုက်လိုက်တာနဲ့သူကကိုဘယ်မှာရှိနေဆိုတာသိတယ်အဲ့ application တွေကို join ထားတဲ့ကားတွေအားလုံးကအနည်းဆုံးရှိတဲ့ကားကချက်နှိပ်လိုက်တာနဲ့ကိုယ့်ရဲ့အနီးနားကိုရောက်လာမှာပေါ့နော်အဲ့တော့ဘာထူးခြားလဲမြန်မာပြည်မှာလည်းပဲကျွန်တော်တို့ဒီရန်ကုန်မှာဆိုရင် Grab တွေရှိရယ်เนาะဒါကိုပြောချင်တာပါထွေထူးမဟုတ်ပါဘူးเนาะ